မထင်ပါဘူးပြောလိုက်ဆုံးဖြတ်ခဲ့နေပါလေဘလို့သွားတွေ့ဖို့တမ်းမကြတဲ့မင်းကလေးကိုစိတ်ကတော့ထင်တဲ့သူလေးပဲလို့ဟိုနေကတော့ပြုံးပြသလိုငါပဲလို့စားပြူဖို့စိတ်ကခက်တွေ့ရပြီသူမြင်အောင်ရှေ့ရွယ်ကြည့်တော့မင်းကရိုးလေးပဲလဲကြည့်သည်မိမများနဲ့ပတ်သက်ပြီးတော့ကောင်းကောင်းမင်းသိရလားပြုံးများလိုက်လို့စင်ပြင်းနေပြီးမိရဲ့ဘက်ကတွေ့လားရောသိများတဲ့မိမမျိုးနဲ့သွားပြီးတော့မှခင်မမာယာတွေဟာတောင်းပုံနေတဲ့တောင်ကုန်နေသိရလားဘူးကဲလို့မင်းသိအောင်ငါပြောပြမယ်မင်းရဲ့စိတ်ကဆုံးဖြတ်ပြီးတော့သွားလိုက်လို့လေစဉ်းစားလို့မင်းသူ့ကိုသွားချစ်ကြည့်လေငါချင်းနေပါရဲ့ရုပ်လေးနဲ့သူ့အသက်ကွက်နေတဆငါဘလို့လုံးမလဲစဉ်းစားကြည့်ဒီလိုကြာကြာနေရင်ဖြစ်မလားစဉ်းစားကြည့်ဒီတိုင်းမချစ်ကြည့်တော့ခဲ့တဲ့စဉ်းစားကြည့်ဒီချိန်မှညင်နေတာကောင်းမလားစဉ်းစားကြည့်ပြုံးလေးများကမာယာတွေလားစဉ်းစား